မင်္ဂလာပါဒီချိန်မှာပါရှင်ကျမဒီနေ့မျှဝေမှာကတော့ three ways to pronounce ed အတန်ဆုံးတဲ့အတန်လေးတွေကိုထွက်ရမယ်နည်းလမ်းသုံးခုကိုမျှဝေပေးပါဖြစ်ပါတယ်အဲ့တော့ကျမတို့က verb တစ်ခုမှာ simple past တို့မဟုတ် past participle ကိုတောင်းတဲ့အခါမှာ regular verb တွေမှာအများအားဖြင့် d သို့မဟုတ် ed ထည့်ရရှိပါတယ်ဒါဆိုရင်အဲ့ဒီ d သို့မဟုတ် ed ထည့်ရတဲ့ regular verb တွေမှာအဆုံးသတ်နေတဲ့ ed တန်လေးတွေကနော်လွယ်မရအောင်နဲ့ကျမတို့ကမှားထွက်နေတယ်ဆိုတာလေးတွေကိုတွေ့ရပါတယ်ဒါဆိုရင်တော့ d သို့မဟုတ် ed ထည့်ရတဲ့အတန်လေးတွေကိုဘယ်လိုထွက်မလဲလေ့လာကြပါမယ်ရှင်အဲ့တော့ the word number 1အနေနဲ့က anti voiceless sound အဲ့တော့ voiceless sound နဲ့အဆုံးသတ်နေတဲ့စကားလုံးတွေမှာတဲ့ဒီတော့မဟုတ် ed ထည့်လိုက်တဲ့အခါမှာကျမတို့ကဘာတန်လေးထွက်ရမလဲဆိုရင်နောက်ဆုံးအဆုံးသတ် anti sound လေးဒီထအတန်လေးထွက်ပြရပါမယ် letter t ရဲ့အတန်လေးဆိုတဲ့အတန်လေးထွက်ပြရပါမယ်ဥပမာ jump 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 မှာအဲ့ဒီအဆုံးသတ်အတန် anti sound လေးဒီ p တန်လေးဖြစ်ပါတယ်အဲ့တော့ jumped jump 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 p ဒီ anti sound ဖြစ်ပါတယ်အဲ့ဒီ anti sound ဒီ voiceless sound ဖြစ်တဲ့အတွက်သူ့ကိုတတ်ထွက်တဲ့ခါမှာနောက်ကထတန်လေးပဲထွက်ပါမယ် jumped jumped နော် wash မှာလည်း sh ဒီ anti sound ဖြစ်ပါတယ် anti sound ဒီ voice sound လား unvoice sound လားကြည့်လိုက်တဲ့အခါမှာကျမတို့က unvoice sound or voiceless sound လေးဖြစ်ပါတယ်အဲ့တော့ voiceless sound ဖြစ်တဲ့အတွက်ကျမတို့ကသူ့ကိုနောက်ကဒီပေါင်းလိုက်တဲ့အခါမှာ washed washed လို့ပဲထွက်ပါမယ် letter t ရဲ့အတန်လေးနဲ့ဆုံးသက်ပါမယ်ရှင်နောက်တစ်ခုနံပါတ်2အနေနဲ့က the word anti voice sound the word anti voice sound အဲ့တော့ voice sound နဲ့ဆုံးသက်နေတဲ့စကားလုံးတွေရဲ့နောက်မှာ d သို့မဟုတ် ed ထည့်တဲ့အခါမှာကျမတို့က letter d ရဲ့အတန်လေး d ဆိုတဲ့အတန်လေးထွက်ပြရပါမယ်ဥပမာ play play မှာ ay ရဲ့အတန်က a ဒါဆိုရင်A ဆိုတဲ့သူဒီ voice sound ဖြစ်ပါတယ် voice sound ဖြစ်တဲ့အတွက်နောက်က ed ပေါင်းလိုက်တဲ့အခါမှာ played played နော်ဒီတန်လေးထွက်ပြရပါမယ်နောက် love မှာလည်းသူ့ရဲ့ anti sound လေးဒီ v တန်လေးဖြစ်ပါတယ်အဲ့တော့ ed silent ဖြစ်တဲ့အတွက် v တန်လေးဖြစ်ပါတယ် v ရဲ့တန်လေးကလည်း voice sound လေးပါ love love ဒါဆိုရင်သူ့ကိုနောက်ကနေ love လို့ပေါင်းလိုက်တဲ့အခါမှာ loved loved လို့ပေါင်းထွက်ပြရပါမယ်နောက်တစ်ခုအနေနဲ့the words ending with t and d t နဲ့ d အဆုံးသတ်နေတဲ့စကားလုံးလေးတွေကိုဒီတော့မဟုတ် ed ပေါင်းလိုက်တဲ့အခါမှာကျမတို့ကဘယ်လိုထွက်မလဲအဲ့ဒီအခါမှာကျမတို့က i ရဲ့ letter short i လေးရဲ့အတန်လေး it နဲ့ letter d ရဲ့အတန်လေး d ဆိုတဲ့အတန်လေးနဲ့ပေါင်းတဲ့အခါမှာ it လို့ထွက်ပြရပါမယ်ဒါဆို start stat အဲ့တော့ t နေတဲ့သူဆုံးနေပါတယ် letter t နဲ့ဆုံးနေတဲ့အတွက် start strt ကိုနောက်က ed ပေါင်းတဲ့အခါမှာ t နဲ့ ed နဲ့ကိုပြန်ပြီးထပ်ပြီး blend လိုက်ပါမယ် tidဒါဆိုရင် stated လို့ထွက်ပြပါမယ်အဲ့တော့ provide မှာလည်း provide เนาะနောက်က anti sound လေးဒီ d နဲ့ဆုံးနေပါတယ်เนาะ d နဲ့ဆုံးနေတဲ့အတွက်ကြောင့်မလို့ကျမတို့ကနောက်ကเนาะ ed ထည့်လိုက်တဲ့အခါမှာเนาะ ed ထည့်လိုက်တဲ့အခါမှာသူ့ရဲ့အတန်လေးကနော် the did လို့ထုတ်ပါမယ်အဲ့တော့ provide အဲ့တော့ကျမတို့ကအများသောအားဖြင့်ထွက်နေကြတယ် stated provided အဲ့တော့ test ဆိုတဲ့အတန်လေးမဟုတ်ဘဲနဲ့ stated provided လို့ထွက်ပြရပါမယ်ရှင်ကျေးဇူးပါဒီနေ့မျှဝေပေးတဲ့သင်ခန်းစာလေးကိုဘဝတုတ္တတစ်ခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်